ဟုတ်တယ်မင်းကဲတင်ခံရဖို့လိုတယ်မင်းဒီသတင်းကိုကြားဖို့မှန်ကန်တဲ့လူပဲအမှန်စင်စစ်လူဘဝ၏အဆုံးသက်တွင်နေရာနှင့်နေရာသာရှိသည်ငရဲမိ၌ထာဝရပြစ်ဒဏ်ပေးခြင်းသို့မဟုတ်ထာဝရအသက်နှင့်ကောင်းကင်ဘုံ၌သခင်နှင့်အတူကယ်တင်ခြင်းသို့ရောက်ပါသည်တင်ဘယ်မှာအဆုံးသက်မလဲဆိုတာကတော့တင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်ပေါ်မူတည်ပါတယ်ကယ်တင်ခြင်းသို့ရောက်ပြီးထာဝရအသက်ကိုရရန်ရွေးချယ်ပါကသခင်ယေရှုကိုယုံကြည်ပြီးသူ့ကိုတင်ဤသခင်နှင့်ကယ်တင်ရှင်အဖြစ်လက်ခံရန်နည်းလမ်းတစ်ခုသာရှိပါသည်ယနေ့တင်သည်သခင်ယေရှုကိုယုံကြည်ရန်ဆုံးဖြတ်ချက်ချပါကကယ်တင်ခြင်းသည်တင့်အတွက်ဖြစ်နေပါပြီကျေးဇူးပြု၍ဤစကားများကိုရိုးရိုးသားသားပြောပါသခင်ယေရှုယနေ့ကျွန်ုပ်သည်ကိုရောအားကျွန်ုပ်၏သခင်နှင့်ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံပါသည်လက်ဝါးကတိုင်ပေါ်တွင်ကိုရော၏အသေးခံခြင်းသည်ကျွန်ုပ်၏အပြစ်အလုံးကိုရွေးနှုတ်ပေးသည်ဟုကျွန်ုပ်ယုံကြည်ပါသည်စိတ်နှလုံးထဲသို့ဝင်လာပြီးကိုရော၏ဖြောင့်မတ်သောလမ်းကိုရှောက်လန်းပါအာမင်စိတ်ရင်းမှန်ဖြင့်စိတ်နှလုံးအကျွမ်းမဲ့ပြောပါကယနေ့တွင်ထာဝရအသက်ကယ်တင်ခြင်းရရှိပြီးကောင်းကင်ဘုံ၌ရှိတော်မူသောခမဲတော်သည်တင့်အားရှင်လန်းစွာကြိုဆိုလျက်ဆိုလိုသည်မှာတင်၏နာမကိုကောင်းကင်နိုင်ငံတော်၏အသက်စာဆောင်တွင်ရေးထားပြီးဖြစ်သည်